မင်းဒီမေကွန်းတွေအားလုံးဖြေနိုင်ရင်မင်းဟာအိုင်းစတိုင်းရဲ့မျိုးဆက်ပဲငါမှတတ်တော့မရှိဘူးဒါပေမဲ့ငါဟာသိနိုင်တယ်ငါကဘာလဲငါရဲ့အရေးခွန်တွေယူသွားပါငါငိုမှမဟုတ်ဘူးဒါပေမဲ့ငိုရမှာကမင်းပဲငါကဘာလဲငါကလူတွေကိုရိုက်တယ်ဒါပေမဲ့လူတွေကမနာကျင်ကြဘူးငါကဘာလဲမွေးဖွားလာချိန်မှာကြတော့ရှိပြီတေခါနီးချိန်ကြတော့တိုးသွားတယ်ငါကဘာလဲအတုံးပြုလေထက်လေအတုံးလဲလေတုံးလေငါကဘာလဲလူတိုင်းမှာငါ့ကိုပိုင်ဆိုင်တယ်ဒါပေမဲ့ငါ့ကိုမလွတ်ပစ်နိုင်ဘူးငါကဘာလဲငါမှာမျက်နှာရှိတယ်လက်နှစ်ဖက်ရှိတယ်ဒါပေမဲ့ခြေထောက်မရှိဘူးငါကဘာလဲမိကွန်းအားလုံးဖြေနိုင်ရဲ့လားကောမန့်ရေးခဲ့နော်